နေပညာလောကတိုးတက်လာတော့ AI အလင်းရောင်လင်းပြန်ပြီလူသားကြိုးတွက်အသုံးချမယ်အမှားမလုပ်ပဲလမ်းမှန်ရှောက်မယ်အသိပညာနဲ့အနာဂတ်စီအတူတူလမ်းကြမယ်ကဘာကြီးကရွာကြီးတရွာဖြစ်လာပြီ AI နဲ့တူလက်တွဲသွားရင်ရည်မှန်းချက်တွေပြည့်လာပြီမန်ကန်နဲ့စိတ်ထားနဲ့နေပညာကိုထိမ့်သိမ့်မယ်လူသားဘဝလက်ပါဖို့AI အားနဲ့စောင့်မယ် AI သင်ချန်ရေးစားလေးလုံးကဘာကိုအေးမြစေမယ်နေပညာလေးနဲ့လူသားဘဝလေးလက်စေမယ် AI သင်ချန်ပျော်ရွှာအနာဂတ်ကိုတည်ဆောက်အနာဂတ်ကိုတည်ဆောက်မယ်ကြိုးရှိအောင်သုံးချမယ်မကောင်းတဲ့လမ်းမသွားဘူးလေပုံတွေနဲ့ရုပ်သံတွေလည်းဖန်တီးကြမယ်ကွယ်